physio ball ကတော့ကျွန်တော်တို့အားကစားပစ္စည်းဆိုင်တွေမှာလိုတကူဝယ်လို့ရတယ်မတ်တဲ့အကြာကြီးရက်လို့ခါးတွေညောင်းလာပြီဆိုရင်ဒီလိုလေးအကျော်ဆန့်ကြည့်ပါဆမိုင်းအိပ်ပြလိုက်ပါဆမိုင်းအဲ့တန်လေးအဲ့တော့ကြောလေးကိုဒီလိုလေးဆန့်ပေးခြင်းအပြင်ကျွန်တော်ဘယ်လောက်ဆန့်မလဲ9မိနစ်10မိနစ်လောက်နော်ဒီလိုလေးဆန့်လိုက်နော်โอเคဒီလိုဆန့်ပေးခြင်းအပြင်မတ်တဲ့အကြာကြီးရက်လို့ခါးထဲမှာညောင်းလာတာကိုလျော်နေစေပါတယ်ပျောက်ကင်းစေပါတယ်နော်တချို့ကအကြာကြီးမတက်မရက်နိုင်ဘူးအကြာကြီးမတက်ရက်ခါနားလာတာရှိတယ်ညောင်းလာတာရှိတယ် feeling မတူဘူးညောင်းလာတဲ့လူတွေအတွက်ဖြစ်ပါတယ်ခါနာလာတဲ့လူတွေအတွက်မဟုတ်ပါဘူးเนาะနာလာနဲ့ညောင်းလာနဲ့မတူပါဘူးတချို့ကကြတော့ဒီနာတဲ့ပုံစံမျိုးရှိရပေါ့เนาะနာရင်ကတော့ဒါလုပ်လို့မရအောင်เนาะကိုကဆန်းပြီးတော့အိတ်ကြည့်ပါအိတ်ကြည့်လို့ညောင်းတဲ့အကြောတွေဒါခန္ဓာကိုယ်ဒါ reverse posture လို့ခေါ်တယ်ကွန်ပျူတာအကြာကြီးသွင်းတဲ့အခါမှာဒီပခုံးရှိမှရှိတဲ့ကြွက်သားတွေကကြားလန့်တိုးလာတယ်အဲ့တော့ဒီလိုလေး reverse posture နဲ့ကျွန်တော်ဆန့်ပြီးတော့ပေါ့ပြီးတော့ခါကိုကုန်းပြီးတော့သုံးရတာဖြစ်တဲ့အတွက်ဘိုက်ကြွက်သားတွေဟာကြားလန့်တိုးလာတယ်အဲ့တော့ဘိုက်ကိုလည်းပြန်ပြီးဆွဲဆန့်တဲ့သဘောနေထားလေးရှိပါတယ်နော်ကျေးဇူးတင်ပါတယ်